guys, ဒီနေ့မှာတော့ English grammar မှာမကြာခဏအသုံးပြုကြတဲ့ prepositions of time အချိန်ပြစကားလုံးတွေဖြစ်တဲ့ in, on, at အကြောင်းတစ်ချက်ပြရှင်းပြပေးပါမယ်။ဒီစကားလုံးလေးတွေကိုမကန်တဲ့နေရာမှာအသုံးပြုတတ်ဖို့ကအရင်အရေးကြီးပါတယ်။ပထမဆုံး in ကိုတော့အချိန်ကာလကြာမြင့်တဲ့ကိစ္စတွေမှာသုံးပါတယ်။ဥပမာ months, years, seasons the parts of the day and the year about time and let's see some examples. I was born in 2005. She will travel in July. Flowers bloom in spring. I study English in the morning. So I am in Suraga Atingala So the second one. O and on တော့နေ့ရက်အတိအကျတဲ့တော့မှာ O မှာနေ့တွေရက်စွဲတွေဒါမှမဟုတ်နေ့ထူးနေ့မြတ်တွေနဲ့တွေ့မှာအသုံးပြုပေးရပါတယ် Let's see the examples. I have a test on Monday. We met on April 10th. She was born on Christmas Day. So on ဆိုတာက day နေ့နဲ့တွေ့တော့ရလို့မှတ်ထားပေးလိုက်ပါနောက်ဆုံးတစ်ခု at ကိုတော့ဒီကအချိန်အတိအကျသက်သုံးပါတယ် exact time ဒါမှမဟုတ် moment တစ်ခုလေးကိုပြောချင်တဲ့အခါမှာ at ကိုသုံးပေးရပါမယ် What are the examples? The class starts at 9 a.m. The meeting is at noon. So at ဆိုတာကအချိန်တိုင်းတိတိကျကျကိုပြောတာပါ Okay အချင်းချုပ်မှတ်တာဖို့ summary ကိုလည်းချက်ပြန်ကြည့်ရအောင်ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲအားလုံးအတွက် in, on, at ကိုအသုံးပြရတာပုံပြီးပဲကိုသားလိုက်မယ်ပုံပြီးရရှင်းလာလိုက်မယ်လို့မျှော်လင့်ပါတယ် Bye bye